မင်္ဂလာရှိသောအချိန်မင်္ဂလာရှိသောနေ့ရက်လေးပါခင်ဗျာထိမ့်နေတာထိမ့်ထွင်နေတာထွင်မဲ့အပြုံးမင်းသားလေးစမ်းရည်မိုးအစစ်မြင့်ဇက်တပင်ကတော့မော်ဘီမြို့ကလာကြီးကုန်းကျေးရွာအောင်မင်္ဂလာဇက်ယုံတော်ကြီးမှာ29ရက်3လ2026မှ29ရက်3လ2026ထိ3ညတိုင်ကားပြဖြော်ပြီးနိုင်ရေးအတွက်မကွဲခင်မနေ့6နာရီခွဲ9နာရီလောက်ကလေးထားပြီးဟုတ်ကဲ့ပါခင်ဗျာအလုံးလုံးနေကြတာမြင်တွေ့တော်မူတဲ့အတိုင်းပါပဲဗျာနေဘူးလို့လဲသူတို့ခင်ဗျာမနာရဟုတ်ကဲ့ပါနှင်းကြလို့လဲမအားရပါခင်ဗျာကျွန်တော်တို့နေဘူးမိုးစိုးကညီကိုတော်များရဲ့လောက်အမြင်တွေ့တော်မူတဲ့အတိုင်းပါခင်ဗျာ